ကျမတို့အခုလောက်တဲ့တကွန်တိုင်တော်ကဒါညချမ်းရတိုင်တော်လို့လည်းကျမတို့ခေါ်တယ်အဓိကရည်ရွယ်ချက်ကျတော့ကျမတို့အဓိကရည်ရွယ်ချက်အနေနဲ့မိုးလေကံဝါတန်မှန်ကန်ရေးပေါ့နော်ပထမဆုံးအနေနဲ့မိုးလေဝါတန်မှန်ကန်စီဖို့အတွက်ဖြစ်တယ်နောက်တစ်ခုကျတော့ကျမတို့တိတိဝါလာပုံများကြော်ဝါရေးပေါ့နောက်တစ်ခုကျတော့ယောဂအနာတရားကင်းဝေးရေးနောက်တစ်ခုကျတော့ဘာရေးလဲစီရဲ့ကဘာလူသားအားလုံးငင်းငင်းချမ်းချမ်းစီစီလုံးလုံးနေထိုင်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့မှကျမတို့ဒီပွဲကိုပြုလုပ်ရချက်ဖြစ်တယ်ပေါ့